ကလေးမအားလုံးပဲမင်္ဂလာပါဆိုတော့ဆရာတို့ဒီနေ့ lesson လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဆရာနာမည်ကတော့ဆရာနေမင်းထက်ဖြစ်ပါရဲ့အဲ့တော့ဆရာတို့เนาะတခြားရှေ့ဝေးပြောမနေတော့ဘဲနဲ့ဆိုတော့ဒီနေ့ lesson လေးဖြစ်တဲ့ဆရာတို့ inference အကြောင်းကိုဆရာတို့အတူတူကြည့်လိုက်အောင် okay အဲ့တော့ inference ဆိုတော့ inference ဆိုတာကဆရာတို့မြန်မာလို့ဆိုရင်ယူဆချက်လို့ပြောရပေါ့เนาะအဲ့တော့ဆရာတို့ယူဆချက်အဲ့တော့ဒီနေရာမှာเนาะဆရာတို့ lesson လေးကိုအသေးစိတ်မသွားခင်မှာဆရာတို့เนาะဆရာတို့ចောင်းသားလေးတွေเนาะဆိုတော့နည်းနည်းလေးရှုပ်တတ်တဲ့ဆရာတို့မြန်မာစကားပေါ့เนาะအဲ့ဒါဗာလဲဆိုဆရာတို့ယူဆချက်နဲ့ထင်မြင်ချက်အဲ့တော့เนาะဆရာတို့ယူဆချက်ကကြတော့ဆရာတို့ inference ဖြစ်ပြီးတော့မှထင်မြင်ချက်ကကြတော့ဆရာတို့ opinion ပေါ့အဲ့တော့ဒီနှစ်ခုကပေါ့เนาะဆရာတို့တူလားဆိုတာလေးကိုဆရာတို့အရင်စဉ်းစားစီချင်ပါတယ်အဲ့တော့ဒီနေရာမှာအဲ့တော့ opinion နဲ့ inference ထင်မြင်ချက်နဲ့ယူဆချက်တူလားဆိုတာလေးဆရာကိုခဏလောက်စဉ်းစားပေးကြည့်ပါဦး okay အဲ့တော့စဉ်းစားပြီးပြီလို့ထင်တယ်เนาะအဲ့တော့ဆရာတို့ opinion နဲ့ inference ကတူလားဆိုတော့တဲ့အဲ့တော့ဆရာဒီနေရာမှာအခုဆရာ example လေးတစ်ခုပြောပြမယ်အဲ့တော့အဲ့ဒါကိုဆရာကိုကလေးတို့ကเนาะ inference လား opinion လားဆိုတာကိုနည်းနည်းစဉ်းစားပေးအဲ့တော့ဆရာ slide တော့မပြင်ထားဘူးပေါ့เนาะအဲ့တော့ဆရာကိုဒါလေးကိုဆရာပြောတာလေးကိုတေချာလိုက်နားထောင်ပြီးတော့မှဖြေပေးကြည့်ပါဦးအဲ့တော့ဆရာတို့တဲ့ဥပမာကလေးတို့ကပေါ့เนาะအခုရှောက်နော်ဟောလမ်းသွားလမ်းလာလူတစ်ယောက်နဲ့တွေ့ရဲ့ဟိုเนาะဆရာ example ပေးတာ okay အဲ့တော့ဆရာတို့လူတစ်ယောက်တွေ့အဲ့လူပါတဲ့ဆရာတို့နည်းနည်းလေးရုပ်ဆိုးတယ်ပေါ့သွားရလည်းမညီဘူးဟောအသားကလည်းတော်တော်ညူတယ်เนาะပြီးရင်ရုပ်နည်းနည်းဆိုးတယ်ပေါ့အဲ့ဒါနဲ့ကလေးတို့ကသူ့ကိုမြင်တာနေတဲ့เนาะဒီလူရုပ်ကြီးရလဲเนาะအဲ့လိုရုပ်ကလည်းနည်းနည်းဆိုးတယ်ပေါ့ကွာအဲ့တော့သူဟာတဲ့နည်းအချင်းပုံမဲ့ပုံပဲဆိုပြီးတော့မှကလေးတို့ကပြောတယ်တဲ့အဲ့ဒါဆိုလေဆရာတို့ဒါကယူဆချက်ဖြစ်မလားထင်မြင်ချက်ဖြစ်မလား okay အဲ့တော့ဆရာတို့အဲ့ဒါကထင်မြင်ချက်ဖြစ်ပါမယ်ဘာလို့ဆိုအဲ့တော့ဆရာစဉ်းစားကြည့်မယ်အခုလေကလေးတို့မြင်လိုက်တဲ့အဲ့ဒီရုပ်ဆိုးဆိုးနဲ့လူအကြောင်းကိုကလေးတို့သိလားမသိဘူးเนาะသူနဲ့ရောပေါင်းဖူးလားဟောပေါင်းတော့မပေါင်းဘူးစကားလည်းမပြောဘူးဒါမဲ့သူ့ကိုမြင်လိုက်တာနဲ့ဆရာတို့ဘာဖြစ်လဲစာเนาะအဲ့တော့ဆရာတို့ဗာလဲစကားတစ်ခုရှိရလေစာအုပ်ရဲ့เนาะအပေါ်ရန်အဖုံးကိုကြည့်ပြီးတော့မှမဆုံးဖြတ်ပါနဲ့ဆိုရယ်စကားအဲ့လိုမျိုးပဲအဲ့တော့ဆရာတို့ကသူ့အကြောင်းကိုလည်းမသိဘဲနဲ့ဆရာတို့ကဘာဖြစ်လဲဒီလူသူ့ရုပ်ကိုပဲမြင်ပြီးတော့မှဆရာတို့ကထင်ရမြင်ရရှောက်တွေးတယ်ရှောက်ပြီးတော့မှပြောလိုက်တာဆိုတော့အဲ့ဒါကိုဆရာတို့ opinion လို့ခေါ်မှာအဲ့တော့ဟောဆရာရဲ့เนาะယူဆချက် inference နဲ့ဘာကွာလဲအဲ့တော့ခုနကလိုပဲအဲ့တော့ကလေးတို့ကရဲ့လူတစ်ယောက်ပေါ့အဲ့တော့ခုနကလူကเนาะအဲ့တော့အဲ့လူကိုကလေးတို့ကအခုမှမြင်တာမဟုတ်ပဲねပေါ့အဲ့လူအကြောင်းเนาะတခြားလူတွေကဒီလူကအချင်းရုပ်တယ်ဘာညာပြောနေပင်မဲ့ကလေးတို့ကเนาะခုနကလူနဲ့အနှဲငယ်ပေါင်းဖူးတယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့ကွာဆက်ဆံရေးတစ်ခုရှိရပေါ့အဲ့ဒီခါမှာကလေးတို့ကเนาะငါဒီလူနဲ့ပေါင်းဖူးသလောက်တော့ဒီလူရဲ့ဇာရိတ်တာတွေเนาะအချင်းတွေစကားပြောပုံတွေအရာဒီလူကဒီလိုမျိုးအချင်းရုပ်တဲ့လူမဟုတ်ပါဘူးဆိုပြီးတော့မှပြန်ပြီးတော့မှပြောတယ်တဲ့အဲ့တော့လေဒါကြတော့ဆရာတို့ဘာဖြစ်သွားမလဲဆိုတော့ inference ယူဆချက်ဖြစ်သွားပါမယ်အဲ့တော့ဒီလူအကြောင်းကိုလည်းအနှဲငယ်သိတယ်ဒီလူနဲ့လည်းအနှဲငယ်ပေါင်းဖူးတယ်ဟောခုနက opinion ကကြတော့အဲ့လိုမဟုတ်ဘူးပေါ့ဆရာတို့ဘယ်လိုမျိုးလဲဆိုဒီလူရဲ့အကြောင်းကိုလည်းမသိဘူးเนาะပေါင်းလည်းမပေါင်းဘူးပဲနဲ့ဆရာတို့ဘာဖြစ်လဲအချင်းရုပ်မဲ့ထင်တယ်ဆိုပြီးတော့မှကိုထင်ရမြင်ရရှောက်ပြောလိုက်တာဆိုတော့အဲ့ဒါဆရာတို့ opinion inference ကကြတော့ရှိတဲ့လောက်เนาะဘာဖြစ်လဲပါဘူးဆိုပြီးတော့မှဆရာကယူဆတာအဲ့တော့ဒီနေရာမှာထင်မြင်ချက်နဲ့ယူဆချက်ဆိုတာမြန်မာစကားနဲ့ဆိုတော့ဆရာကဟိုတူတရားရှိပေမဲ့တကယ်တော့မတူဘူးဆိုတာဆရာပြောချင်ပါတယ်အဲ့တော့ဒီနေရာမှာဒါလေးကိုအရင်နားလည်ပြီးဆရာတို့เนาะအဓိက lesson ဖြစ်တဲ့ inference ကိုဆရာတို့တွားကြည့်ရအောင် okay inference ယူဆချက် okay အဲ့တော့ဆရာကိုစာလေးเนาะဆိုတော့ခဏလောက်ဖတ်ပေးကြည့်ပါဦးအဲ့တော့ဗီဒီယိုလေးကို pass လုပ်မယ်ပြီးရင်ဆရာကိုခဏလောက်ဖတ်ပေးပါဦး okay ဖတ်ပြီးပြီဆိုရင်ဆရာတို့အတူတူသွားကြည့်မယ် an inference is a logical guess or conclusion inference ဆိုတာကတော့တဲ့ logical guess ဆိုတော့ဒီနေရာမှာဆရာတို့ logical guess ဆိုတာအရေးကြီးပါတယ်ကြိုးကြောင်းစီလျော်တဲ့ခံမှန်းမှုเนาะအဲ့တော့ဆရာတို့ရှောက်ပြီးတော့မှခံမှန်းတာမဟုတ်ပဲねဆရာတို့ဘယ်လိုမျိုးလဲဆိုရင်
ကျိုးကြောင်းစီလျော်တဲ့ခံမှန်းမှုကိုပြောတာပေါ့နော်အဲ့တော့ or conclusion you make based on evidence in the text your own knowledge even though it is not directly stated စာပိုက်ထဲမှာမဖော်ပြထားပေမဲ့စာပိုက်ထဲမှာပေးထားတဲ့ evidence တွေအပေါ်မူတည်ပြီးတော့မှဆရာတို့ကကျိုးကြောင်းစီလျော်တဲ့ခံမှန်းချက်ကိုချပေးရတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာနောက်တစ်ခေါက်ပြန်ပြောပါမယ် inference ယူဆချက်ဆိုတာကစာပိုက်ထဲမှာ is not directly stated မပေးထားတဲ့အကြောင်းအရာကိုစာပိုက်ထဲမှာပါတဲ့ evidence တွေအကြောင်းအရာတွေဆရာတို့ရဲ့ own knowledge တွေအပေါ်မူတည်ပြီးတော့မှဆရာတို့ကကြိုးကြောင်းစီပြောတဲ့ခံမှန်းချက်တစ်ခုကိုချပေးရတာဖြစ်ပါတယ်။တာမန်ခံမှန်းချက်မဟုတ်ဘူးဆရာတို့ကြိုးကြောင်းစီပြောတဲ့ခံမှန်းချက်ဒါလေးကိုရမလားအဲ့တော့ဆရာနောက်တစ်ခေါက်ပြန်ပြောပေးပါမယ်။ inference ဆိုတာကစာပိုက်ထဲမှာမပေးထားတဲ့အကြောင်းအရာကိုစာပိုက်ထဲမှာပါတဲ့ evidence တွေဒါတွေကိုအပေါ်မူတည်ပြီးတော့မှဆရာတို့ကကျိုးကြောင်းစီလျော်တဲ့ခံမှန်းချက်လေးတစ်ခုချပေးရတာဆိုတော့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာတို့ရှုပ်နေမှာเนาะဆရာတို့နည်းနည်းလေးတော့ဇဝေဇဝါဖြစ်နေမှာမှဆရာသိတယ်အဲ့တော့ဆရာတို့ example လေးเนาะဆရာတို့ပို့ပြီးရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင်ဆရာတို့ example လေးအတူတူသွားကြည့်ရအောင် okay အဲ့တော့ဒီနေရာမှာ okay အဲ့တော့ဆရာတို့ဘာပုံလေးတွေတွေ့ရလဲဟုတ်တယ်เนาะအဲ့တော့ cycle နဲ့เนาะ cycle ရဲ့ကောင်လေးရဲ့မြို့တက်မြို့ပဲအဲ့တော့ဆရာကပေါ့เนาะဆရာကိုယ်တိုင် example လေးနဲ့ပေးချင်အဲ့တော့ဥပမာဒါဆရာနေမင်းထပ်ဆိုကြပါစို့ဒါကဆရာတို့ဗာလဲ super cat เนาะဆရာတို့ super cat cycle အဲ့တော့တဲ့ဆရာတို့ဒီနေရာမှာအဲ့တော့ဆရာကပေါ့เนาะငငယ်လေးတုန်းကဆရာမှတ်ရပေါ့เนาะဆရာ73နှစ်လောက်ကလေးကဆရာဘာလုပ်တာလဲဆိုရင်cycle စီးတယ်အဲ့တကယ်လဲ cycle စီးတယ်เนาะအဲ့တော့ဆရာမမီကကြတော့ဆရာကို cycle ဝယ်ပြီးရပေါ့เนาะဆရာပထမဆုံးစစီးရဆိုမှတ်အော်တိုဘိန်းလေးပေါ့เนาะဆရာကြွက်ဘိန်းလေးအဲ့ဒီဘိန်းကနေဟောနောက်ဆုံးစီးရဆရာsuper cat เนาะအဲ့တော့ဆရာတို့2000နဲ့မှ18 19လောက်ပေါ့အဲ့တော့အဲ့လောက်တော့မဟုတ်ဘူးပေါ့เนาะဘာလို့ဆိုတော့ဆရာ73ဆိုအဲ့ထက်တော့အဲ့တော့ဆရာထင်တာတော့ okay ထားပါတော့เนาะအဲ့ရွယ်အဲ့တော့ဒီနေရာမှာဆရာတို့ example ကိုဆက်သွားမယ်အဲ့တော့ဆရာက73နှစ်လောက်တည်းက cycle စစီးတယ်အဲ့တော့ဆရာဘယ်လောက်ထိအောင်မှ cycle စီးရကျွမ်းလဲဆိုတော့လေဆရာကအဲ့တော့ဆရာကကြတော့အရင်တော့ဒီတန်လင်မြို့မှာနေတာပေါ့เนาะအဲ့တော့ဒါဥပမာတန်လင်မြို့ဆိုကြပါစို့အဲ့တော့ဆရာကဘာလုပ်လဲဆိုရင်မြို့ဆရာတက်မြို့လုံးကိုပတ်ပြီးတော့မှသွားတယ်ဟောဆရာတငယ်ချင်းနေနဲ့လေเนาะဒီကိုရီးယားအကင်ဆိုင်မှာကိုရီးယားအကင်အကျော်ဒီသွားစားတာတို့เนาะဖြစ်ရင်ကျတော့ဘာဖြစ်လဲအေးလေးတွေသွားတောက်တာတို့မှတ်မှန်ရဆိုဆရာအဲ့တော့က4တန်း5တန်းပဲဖြစ်မယ်ထင်တယ်ပေါ့เนาะအဲ့တော့တော်တော်လေးငယ်သေးတယ်ဒါတောင်မှဆရာဘာဖြစ်လဲစိုက်ကယ်လည်းမမောက်ဘူးဟောအဲ့တော့ကဆိုเนาะဆရာ license လည်းမရှိဘူးကွာစဉ်းစားကြည့်စိုက်ကယ် license တော့ရှိတယ်လူ license မရှိဘူးဒါပေမဲ့ဆရာတက်မြို့လုံးကိုပတ်တယ်ဟေးเนาะဆရာ motor vehicle လည်းမမိဘူးစိုက်ကယ်လည်းမမောက်ဘူးအဲ့တော့ကလေးတို့ဒီနေရာမှာသိနိုင်တာကဆရာစိုက်ကယ်စီးတာကျွမ်းလားမကျွမ်းဘူးလားဟုတ်တယ်ကျွမ်းတယ်เนาะအဲ့တော့ဆရာတို့အဲ့တော့ဒီနေရာမှာလေအဲ့တော့ဆရာမေးခွန်းလေးမေးစရာရှိလာပြီโอเคအဲ့တော့ဆရာဒီမှာကြည့်ကြည့်မယ်အဲ့တော့တဲ့ဆရာကပေါ့เนาะစိုက်ကယ်စီးတာတအားကျွမ်းနေဆိုတော့ဟောဒီမှာမေးခွန်းလေးကဘာလေးလဲဆိုရင်ဆရာနေမင်းထက်ကစိုက်ကယ်အပြင်နဲ့တခြားဘာတွေကိုကောင်းမွန်စီးတတ်လေဆရာဒီနေရာမှာစီးနေရင်เนาะ vehicle ၄မျိုးဆရာပြထားပါတယ်တင့်ကားရဲ့ပြိုင်ကားရဲ့ချက်လီရဲ့စက်ဘင်းရဲ့အဲ့တော့ဆရာကိုခဏလောက်เนาะဗီဒီယိုလေးကိုရပ်ပြီးတော့မှဆရာကစိုက်ကယ်ကိုကောင်းမွန်စီးနိုင်နေဆိုတော့တခြားဘာတွေစီးနိုင်လောက်လဲပေါ့ဒါလေးကိုဆရာကိုစဉ်းစားပြီးကြည့်ပါဦး okay အဲ့တော့စဉ်းစားပြီးပြီလို့ထင်တယ်เนาะ okay အဲ့တော့အဲ့ဒါဆိုဆရာတို့ဆရာကတဲ့စိုက်ကယ်ကောင်းမွန်စီးနိုင်နေဆိုတော့ဆရာတင့်ကားလည်းစီးနိုင်မယ်ဖြစ်နိုင်လားစိုက်ကယ်စီးတတ်တယ်ဆိုတော့ဆရာတင့်ကားလည်းစီးတတ်မယ်မောင်းတတ်မယ်ပေါ့ဖြစ်နိုင်လားဟုတ်တယ်ဘယ်ဖြစ်နိုင်မလဲเนาะအဲ့တော့ဆရာကဒါကိုပယ်မယ်အဲ့ဒါဆိုလေးဆရာမေးကြည့်မယ်ဆရာစိုက်ကယ်စီးတတ်မှာတော့เนาะတင့်ကားလည်းစီးတတ်မှာပဲဆိုအဲ့ဒါ logical guess ကြိုးချောင်းစီလျော်တဲ့ခံမှန်းချက်ဟုတ်ပါမလားဘယ်ဟုတ်မလဲเนาะအဲ့တော့နောက်တစ်ခုဆရာကိုကြည့်မယ်ပြိုင်ကားဖြစ်နိုင်လားဟုတ်တယ်ဘယ်ဖြစ်နိုင်မှာလဲเนาะအဲ့တော့အဲ့ဆိုဆရာတို့အဖြေကဘာဖြစ်မလဲဆိုရင်စက်ဘိန်းလေးဖြစ်ပါမယ်အဲ့
အဲ့တော့ဘာလို့စပိန်ဖြစ်တာလဲဆိုရင်အော်နော်ကလေးတို့ဘယ်လိုမျိုးစဉ်းစားမလဲဆိုတာဆရာသိရနော်အဲ့တော့ဒီလိုမျိုးဖြစ်လာတယ်အဲ့တော့ဥပမာအော်ဆရာနေမင်းထက်ကစိုက်ကယ်တောင်မှငငယ်လေးတွေကကောင်းကောင်းမွန်မွန်စီးတတ်တော့မှစီးတတ်ပါတယ်ဆိုမှတော့နော်အော်စပိန်လဲစီးတတ်မှာပဲအဲ့တော့အဲ့လိုမျိုးသာတွေးလိုက်တယ်ဆိုတာက logical guess ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအဲ့တော့ဆရာတို့ကြည့်ကြည့်အောင်ခုနကလေဆရာ example ပြောတော့ကဆရာလေ example ထဲမှာဆရာစပိန်စီကျွမ်းနေတို့နော်ဘယ်နှစ်မှာစပိန်စာစီတက်တယ်လို့ပြောသွားလားမပြောသွားဘူးเนาะဆရာတခုမှမပြောသွားဘူးအဲ့တော့ဆရာအဓိကပြောသွားတာဆိုလို့เนาะဆရာစိုက်ကယ်ကိုဘယ်လောက်မှတည်တည်ချာချာစစီးတတ်တယ်ဘယ်လောက်ကျွမ်းကျင်ကြောင်းပဲပြောသွားတာဒါပေမဲ့စပိန်နဲ့ပတ်သက်လို့တခုမှ mention မလုပ်သွားဘူးအဲ့တော့ဆရာဒီနေရာမှာဆရာအရှိမပြောခဲ့သလိုပဲစာပိုက်ထဲမှာထားတဲ့အကြောင်းအရာကိုဆရာတို့ကเนาะဘာဖြစ်လဲစာပိုက်ထဲမှာမဖော်ပြလာတဲ့အကြောင်းအရာကိုစာပိုက်ထဲမှာပေးထားတဲ့ information တွေအပေါ်မူတည်ပြီးတော့မှဆရာတို့ကကျိုးကြောင်းစီလျော်ရဲ့ခံမှန်းချက်ချလိုက်တာအဲ့တော့နော်ခုနဥပမာဆရာဒါစာပိုက်ပဲဆိုကြပါစို့ဟောဆရာနေမင်းထက်ကတော့ cycle ဘယ်လိုစီးတတ်ပါတယ်နော် cycle ကတော့ဘယ်နှစ်တည်းကစစီးပါတယ်အဲ့လိုမျိုးတွေပြောထားပေမဲ့ဆရာစပိန်စီးတတ်တယ်လို့ပြောထားလားမပြောထားဘူးဒါပေမဲ့ဒီနေရာမှာနော်ဆရာနေမင်းထက်ကတနည်းအားဖြင့်ပြောရမယ်ဆရာတို့ inference ပေါ့နော်ကောက်ဆိုတော့ကျိုးချောင်းစီလျော်တဲ့ခံမှန်းချက်ချခိုင်းတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာနေမင်းထက်ကစာပိုက်လေးကိုဖတ်လိုက်ခြင်းအပြင် cycle စီးတက်မှတော့စပိန်လဲစီးတက်မှာပေါ့အဲ့တော့ဆရာတို့နော်ဆရာနေမင်းထက် cycle စီးတက်မှတော့ရက်လေရင်လဲမောင်းတက်မယ်အဲ့လိုမျိုးဆိုအဲ့ဒါကျိုးချောင်းစီလျော်တဲ့ခံမှန်းချက်ဘယ်လိုလို့ဟုတ်ပါတော့မယ်เนาะအဲ့တော့ဒီနေရာမှာဆရာတို့ကဆရာနေမင်းထက်က cycle စီးတက်တယ်ဆိုတော့စပိန်လဲစီးတက်မှာပဲဆိုရဲ inference လေးကိုဆရာကချပေးရတာဖြစ်ပါတယ်အဲ့တော့ inference လေးကိုတည်တည်ချာချာနားလည်မယ်လို့ထင်တယ်နားလည်မယ်ဆိုတော့เนาะအဲ့တော့ဆရာတို့ထုံးစံအတိုင်းပဲမိခွန်းလေးတစ်ပုတ် PC လေးဆရာတို့ဖြည့်ကြည့်အောင်အဲ့တော့ထုံးစံအတိုင်းပဲဆရာတို့စာပိုက်တွေဖြည့်မယ်ဆိုရင်၄ဘာသာလုံးမှာဘယ်ဘာသာနေဆရာတို့ကဘာကိုပဲအရင်ဖတ်မလဲဟုတ်တယ်မိခွန်းပဲအရင်ဖတ်မယ်အဲ့တော့အဲ့ဒါဆိုเนาะကလေးတို့ဗီဒီယိုလေးကိုခဏလောက် pass လုပ်ပြီးတော့မှဆရာတို့ဒီမိခွန်းလေးအဖြည့် ABCD ဆရာတို့တစ်ချက်လောက်စဉ်းစားပေးကြည့်ပါဦးပြီးရင်ဆရာတို့အတူတူအဖြေတိုက်ပါမယ်โอเคအဲ့တော့အခြေစဉ်းစားပြီးပြီထင်တယ်เนาะအဲ့တော့အဲ့ဆိုဆရာတို့အတူတူဖတ်ကြည့်အဲ့တော့မိကွန်းလေးက based on the information in the passage what inference can you make စာပိုက်ထဲရတယ်ဆရာတို့เนาะအကြောင်းအရာပေါ်မူတည်ပြီးတော့မှဆရာတို့က inference ဘာကိုကောက်ချက်ချလို့ sorry ကောက်ချက်ချတော့မဟုတ်ပေါ့เนาะဘာကိုကြိုးချောင်းစီကျော်စွာခံမှန်းလို့ရမလဲနံပါတ် A flies load the taste of sweet liquid เนาะဆရာတို့ LOTH loads ကကြတော့ဆရာတို့ discuss เนาะယွန်နာနဲ့အတူတူပါပဲနံပါတ် B flies rarely escape from the pitcher plant ဆရာတို့ pitcher plant ဆိုတာမြန်မာလို့ဆိုရင်ရေတကောင်းပင်ပေါ့เนาะဆရာတို့အဲ့တော့ရေတကောင်းပင်ဆိုဆရာတို့ဒီအသားစားတဲ့အပင်ပေါ့เนาะအဲ့တော့ဆရာတို့လူတွေဘာတွေကိုစားတာမဟုတ်ဘူး तू ကခွက်လိုပုံစံမျိုးလေးပါအဲ့တော့ဒီခွက်လေးတွေကိုကြာသွားမယ်ဆိုရင်သူ insect တွေကိုစားတာပေါ့အဓိကကတော့เนาะဒီလိုမျိုးခွက်ထဲမှာအရည်လေးလည်းရှိအဲ့တော့ဒါကိုဆရာတို့စာပိုက်ကိုအသေးစိတ်ဖတ်မယ်เนาะအဲ့တော့ရင်ကောင်းတွေကတဲ့ pitcher plant တွေကနေတိတ်ပြီးတော့မှမလွတ်မြောက်နိုင်ကြဘူးတဲ့နံပါတ် C flies population is increasing thanks to pitcher plant ရင်ကောင်းတွေရဲ့ population ကတိုးလာတယ် pitcher plant တွေရဲ့ခြေစူးနဲ့တိုးလာတယ်ပေါ့နံပါတ် D flies left to slide down the slippery spice of pitcher plant ရင်ကောင်းတွေကတဲ့ pitcher plant မှာပါတဲ့ဆရာတို့ဒီအပင်လေးရဲ့ဘာဖြစ်လဲဇောင်းလေးကနေเนาะ slippery ချောချောမွေ့မွေ့ဖြစ်နေအပင်ဇောင်းလေးကနေရှောစီးချတာကြိုက်တယ်အဲ့တော့ဒါကတော့ဆရာတို့ပောက်ကြရပါတော့เนาะအဲ့တော့ဆရာတို့ဒီကိုပယ်လိုက်မယ်အဲ့တော့ထုံးစံတိုင်းပဲဆရာတို့အတူတူဖတ်ကြည့်အောင် pitcher plant ကတဲ့ eat flies ရင်ကောင်တွေစားတယ်တခြားသော insect တွေကိုလည်းစားတယ် it produce a nectar that flies love သူကတဲ့ဆရာတို့ဘာဖြစ်လဲအချိုပေါ့เนาะဆိုတော့အရေးချူချူလေးတွေကိုရင်ကောင်တွေကြိုက်တဲ့အရေးချူချူလေးတွေကိုထုတ်ပေးရဲ့ဒီ nectar က contain a drug that makes fly drunk ဟောဒီအရေးထဲမှာဆရာတို့ဘာဖြစ်လဲရင်ကောင်မူးဝေသွားစေတဲ့ chemical တွေပါတယ်ပေါ့ကွာ drug ပါတယ်ပေါ့ and less able to escape ဆရာတို့ဒီရုံမထွက်နိုင်တော့ဘူးတဲ့ the plant also has slippery spine ဟောဆရာတို့ဒီအပင်တွေမှာချောချောကြည့်ကြည့်เนาะဆရာတို့ချွဲချွဲကြည့်ကြည့်ဘာဖြစ်လဲလက်တံလေးတွေလည်းเนาะပါတယ်
that prevent the fly from crawling out ဟောရင်ကောင်တွေအထဲကိုကျသွားမယ်ဆိုရင်ပြန်မထွက်နိုင်တော့အောင်ကာကွယ်ပေးထားတဲ့ဆရာဘာဖြစ်လဲချောချောကြည့်ကြည့် slide เนาะဆရာတို့ short sound လေးလည်းပါတယ် in addition ထပ်ပေါင်းလို့ပြောရမယ်ဆိုရင် it has a little pool of liquid in the bottom of its pear shaped leaf ဆိုတော့အဲ့ဒီရဲ့เนาะအပင်လေးရဲ့အောက်မှာလေ bottom မှာလဲဆရာဘာဖြစ်လဲဆိုရင်အရည်လေးပါပါတယ် and any fly that slip and lands in this water will drown ဟောဒီထဲကိုရောက်သွားတဲ့ရင်ကောင်တွေအကုန်လုံးကဘာဖြစ်မလဲဆိုရင်ရေမုန်းပြီးတော့မှတည်မယ်တဲ့အဲ့တော့ဆရာတို့ကနံပါတ် A ကိုကြည့်ကြည့်မယ်ရင်ကောင်တွေကအရေချိုချိုလေးတွေရဲ့ဆရာဘာဖြစ်လဲယွန်းနေတဲ့ဟုတ်ပါမလားဘယ်ဟုတ်မလဲเนาะဆရာအဲ့တော့ဒါကိုပယ်လိုက်မယ်အဲ့တော့ဆရာတို့နံပါတ် B ကိုကြည့်ကြည့်ရအောင် sorry ဆရာတို့နံပါတ် C ကိုကြည့်ကြည့်မယ် flies population is increasing အဲ့တော့လေဆရာဒီမှာမေးချင်တာကဆရာတို့ကပေချာပလန့်တွေကရင်ကောင်တွေကိုဘာလုပ်တာဖြစ်မလဲဟုတ်တယ်စားတာပေါ့เนาะအဲ့တော့စားတာဆိုလေဆရာတို့ increase ဖြစ်မလား decrease ဖြစ်မလား decrease ဖြစ်ပါမယ်အဲ့တော့ဆရာတို့နံပါတ် C ကိုပဲမယ်အဲ့တော့အဖြေမှန်ကတော့ B ပေါ့เนาะ flies rarely escape from the pecha plant ရင်ကောင်တွေကတော်ယုံတန်ယုံပေချာပလန့်တွေစီကနေရုံမထွက်နိုင်ဘူးမလွတ်မြောက်နိုင်ဘူးအဲ့တော့ဆရာတို့စာပိုက်ထဲမှာကြည့်မယ်ဆိုရင်လည်းဒီ less able to escape ဆိုရဟာလေတစ်ခုပဲပြောထားပြီးတော့မှတခြားဟာကြည့်မယ်ဆိုကြတော့เนาะအော်ဒီ picture plan မှာဘယ်လိုမျိုး slippery spine တွေရှိကြအောင်เนาะပြီးရင်ကောင်ကဒီထဲကိုကြာရင်ဘယ်လိုရေမွန်းရေနစ်သွားမှာဖြစ်ကြအောင်ဘယ်လိုမျိုးအပြင်ကို crawling out မထွက်နိုင်ကြအောင်အဲ့တော့ဒါကိုကြည့်ကြရမယ်အော်เนาะဒီအပင်ကဒီလိုတွေပါမှတော့ရင်ကောင်ကတော့ဘယ်လိုလို့ဆရာဘာဖြစ်လဲလွမြောက်နိုင်တော့မှလဲဆိုရယ်ဆရာတို့က logical guess ကြိုးကြောင်းစီလို့တဲ့ခံမှန်းချက်ဖြစ်တဲ့နံပါတ် B ဆိုပြီးတော့မှဆရာတို့ကအဖြေကဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ရမလား Okay အဲ့တော့ဒီနေ့เนาะဆရာတို့တင်သွားတဲ့သင်ခန်းစာလေးကတော့ဆရာတို့ဗာလဲဆိုတော့ exam မှာတေချာဘောက်ကိုပါတယ်เนาะဆရာတို့ inference เนาะ inference လို့ခေါ်တဲ့ဆရာတို့ logical guess ဒါမှမဟုတ်လို့ရှိရင်မှန်ကန်တဲ့ယူဆချက်ကိုဆရာတို့တင်သွားတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆရာတို့ဒီနေ့ကတော့ဒီလောက်ပါပဲအဲ့တော့ထုံးစံတိုင်းပဲဆိုတော့ဒါကတော့ဆရာရဲ့ channel ဖြစ်ပါတယ်အဲ့တော့ဆရာကတော့ဆရာနေမင်းထက်ဖြစ်ပါတယ်ယခုလက်ရှိမှာဆရာ DruGD sharing channel ကိုထောင်ထားပြီးတော့မှဆရာ science and art subject ကိုအဓိကသင်ကြားပေးနေပြီးတော့မှများစွာသောကောင်းမွန်တဲ့ result တွေရရှိထားတဲ့ဆရာတယောက်ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအဲ့တော့ဆရာကိုเนาะဆရာနဲ့science တော်၎င်း art လေးတော်၎င်းသင်ချင်တာဖြစ်ဖြစ်เนาะဒါမှမဟုတ်လို့ရှိရင်စာမေးချင်တာပဲဖြစ်ဖြစ်ရှိမယ်ဆိုဆရာကိုအာမနာတဲ့အခုဆရာပြထားတဲ့เนาะTuru 189ဆိုရဲ Turu 189ဆိုရဲဆရာရဲ့ DM ကိုအာမနာတဲ့လာပြီးတော့မှအကူအညီတောင်းလို့ရပါတယ်လို့ဆရာပြောချင်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုအကောင်းမဆုံးเนาะဆရာတို့တေချာကြည့်ပေးသွားလို့ကျေးဇူးတင်တယ်เนาะဆရာတို့နောက်နေ့ဗီဒီယိုတွေမှာလည်းဆရာတို့အတူတူနောက်နေ့ဗီဒီယိုမှာလည်းဆရာတို့ပြန်တွေ့ပါမယ် Thank you ပါ Fighting မှာကလေးတို့